ကိုမြတ်တာဥယျာဉ်နံမှာမျိုးစိချ၍စိုက်ပျိုးလာပြန်အပင်တန်ပန်းလာပါစေတော့ရဲ့လို့ဩဇာမြေဆွေရေကိုပေး၍ယူရလာရကိုဘဝကဥယျာဉ်ဘူးတရံပန်းကိုစောင့်ကြဝေါ်ရန်နေကြီးပြောင်းများမကြရောက်စီရပြန်ဝင်လာမဲ့ပန်းတန်းလာမဲ့ပန်းလာမဲ့ပန်းဝေးလာမဲ့ပန်းဒီပန်းတွေကိုအရေးကြီးကပြောမြူကိုမကြည့်လူနေပြန်တာဥယျာဉ်နံမှာမျိုးစိချ၍စိုက်ပျိုးလာပြန်အပင်တန်ပန်းလာပါစေတော့ရဲ့လို့ဩဇာမြေဆွေရေကိုပေး၍ယူရလာရကိုဘဝကဥယျာဉ်ဘူးတရံပန်းကိုစောင့်ကြဝေါ်ရန်နေကြီးပြောင်းများမကြရောက်စီရပြန်ဝင်လာမဲ့ပန်းတန်းလာမဲ့ပန်းလာမဲ့ပန်းဝေးလာမဲ့ပန်းဒီပန်းတွေကိုအရှိကြီးကပြောမြူကိုမကြည်နူနေပြန်တာဥယျာဉ်နံမှာပန်းကလေးများပွင့်လန်းလာကြပြန်ဟိုမာဒီမာဝေးသောလာသောပန်းနဲ့ဒီမာဟိုမာမှုသောရှင်သောပန်းတွေတပါးသူစုပ်ယူမှဆိုပြန်မြစ်တာဥယျာဉ်မူမောင်ဘွားကဆန္ဒမပြေပြန်ဆွချူယူလက်လမ်းပဲကြံကိုယ်တိုင်စိုက်ပျိုးညနိုးရတဲ့ပန်းပဲမို့လွမ်းမမျိုးမကိုပူမပန်းကိုတော့ချူလိုပါသည်အမှန်ဖြူနီညိုပြကိုမြတ်တာဥယျာဉ်နံမှာပန်းကလေးများပွင့်လန်းလာကြပြန်ဟိုမာဒီမာမွေးသောလာသောပန်းနဲ့ဒီမာဟိုမာနှုတ်သောရင်သောပန်းတွေတပါးသူစုပ်ယူမှဆို
တာဥယျာဉ်မူမောင်ဘဝကဆန္ဒမပြေပြန်စွချူယူဖို့လက်လန်းမဲ့ကြံကိုယ်တိုင်စိုက်ပြိုးညနိုးရတဲ့ပန်းမေမို့နွမ်းမညိုးမကိုပူပန်းပန်းကိုတော့ချူလိုပါသည်အမ